အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ YouTube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ညကျင်းပပြုလုပ်ခဲ့တဲ့ One Friday Fight 152ပွဲစဉ်မှာမြန်မာမျက်နှာသစ်လူငယ်ဖိုက်တာလေးဒါဝိတ်ကဒုတိယအချိန်မှာပဲအလဲထိုးနဲ့ရှုံးနေသွားခဲ့ပါတယ်ဒီပွဲစဉ်မှာမြန်မာဖိုက်တာလေးဒါဝိတ်ဘာတွေအားနေခဲ့လဲဘာတွေလိုအပ်ခဲ့လဲဆိုတာကိုအခုအစီအစဉ်မှာသုံးသပ်တင်ပြသွားမှာဖြစ်ပါတယ်ဒီပွဲစဉ်က Stock Weight တန်းမှာရှင်ပြိုင်ခဲ့ကြတာပါဝမ်ဖော်ပြချက်အရတော့ဒါဝိတ်ကအသက်16နှစ်တခမိန်က25နှစ်ဖြစ်ပါတယ်ပွဲကအတော်ကိုကြီးကောင်းခဲ့ပြီးစိုင်ထိုးပြိုင်ထိုးတွေနဲ့အတူဖျော်ဖြေမှုရတာပေးခဲ့တဲ့ပွဲတစ်ပွဲလို့ဆိုရပါလိမ့်မယ်ဒါဝိတ်ရဲ့လက်တီးတွဲလုံးတွေမြန်တယ်လို့တောင်ရိုက်ချက်တွေလည်းတွဲသုံးနိုင်တာကိုတွေ့ရပါတယ်ထိုးပေါက်စုံနဲ့သူ့ရဲ့ကစားဟန်ကိုပြသသွားတယ်လို့လည်းမြင်မိပါတယ်ပထမအချီရဲ့10မိနစ်45စက္ကန့်မှာအမှတ်စဉ်အရေးမခံရခင်အထိထိုးချက်ထိချက်ပိုင်းမှာဒါဝိတ်ကတော့တာတရောင်ရှိနေခဲ့ပါတယ်အမှတ်စဉ်အရေးခံရပြီးတဲ့နောက်လည်းပထမချီပြီးတဲ့အထိဒါဝိတ်ကပုံစံကောင်းတစ်ခုကိုဆက်ထိန်ထားခဲ့ပါသေးတယ်ဒါပေမဲ့ဒုတိယချီပြန်စားပြီး9စက္ကန့်အကြာမှာတခမိန်ရဲ့ဘယ်ဝိုင်းကြောင့်ဒုတိယအကြိမ်အမှတ်စဉ်အရေးခံလိုက်ရတာကဒီပွဲရဲ့တကယ်အလှည့်အပြောင်းဖြစ်သွားပါတယ်အရီနောက်မှာတော့ဒါဝိတ်နောက်ထပ်အမှတ်စဉ်2ကြိမ်အရေးခံရပြီးရှုံးနေကြရတာပါဒီပွဲစဉ်မှာဒါဝိတ်ရဲ့ထိုးလုံးတပ်ပေါက်ကအပြစ်ပြောစရာများများဆဆမရှိပါဘူးဒါပေမဲ့ပွဲပေါ်ဖတ်နိုင်စွမ်းမှာအားနည်းချက်ရှိခဲ့တယ်အိတ်ချင်းလုံးချိန်တွေမှာဒါဝိတ်ရဲ့ပါဝါကိုတခမိန်ခံနိုင်ပြီးတခမိန်ရဲ့ပါဝါလက်သီးကိုဒါဝိတ်မခံနိုင်ခဲ့ပါဘူးပါဝါနဲ့အမှားကွာဟနေတယ်ဒါကိုအပြောင်းလဲမလုပ်ခဲ့တာကဒါဝိတ်ရဲ့အဓိကအားနည်းချက်လို့ဆိုကြပါတယ်နောက်တစ်ခုကအာယုံစူးစိုက်မှုပါဒုတိယချီပြန်စားပြီး9စက္ကန့်မှလည်းနောက်တစ်ချိန်အမှတ်စဉ်တက်အရေးခံလိုက်ရတာကအာယုံစူးစိုက်မှုလွတ်သွားတဲ့အချက်လျော့သွားတဲ့အချက်ကြောင့်ဖြစ်ပါတယ်ဒါဝိတ်အနေနဲ့အသက်အရွယ်ငယ်ရွယ်သေးသလိုရှိသင့်ရှိတိုက်တဲ့အလုံးထဲအရမောင်းနဲ့ထိုးလုံးတပ်ပေါက်တွေလည်းရှိပါတယ်ဒီရှုံးပွဲကိုသင်္ကန်းလာယူပြီးပြုပြင်နိုင်မယ်ဆိုရင်နောက်ပွဲတွေမှာနိုင်ပွဲပြန်လည်ရရှိနိုင်တဲ့အလားအလာတွေရှိနေပါတယ်ဘယ်လိုပဲဖြစ်ဖြစ်မြန်မာဖိုက်တာမျက်နှာသစ်တယောက်အနေနဲ့ဆက်လက်ပြီးစောင့်ကြည့်အားပေးတဲ့ဖိုက်တာလေးလို့ယူဆမိပါတယ်အခုအစီအစဉ်ကိုကြည့်ရှုနားဆင်ပေးခဲ့သူအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်